ဘောလုံးလောကတွင်အစည်းအကြီးဆုံးစုဖလား၅လုံးနံပါတ်5အာဖရိကဖလားခမန်တန်ဘိုဒေါ်လာ3,500ခတ်ရွှေချထားသောစုဖလားအာဖရိကတိုက်တစ်ခုလုံးအတွက်အလွန်ကြီးမားသောတင်ကေတာတန်ဖိုးကိုတည်ဆောင်ထားသည်နံပါတ်4 UEFA Champion League စုဖလားခမန်တန်ဘိုဒေါ်လာ2,500ခတ်အဆိုင်ခံငွေဖြင့်ပြုလုပ်ထားသည်ဤဒန်တာယီလာစုဖလားသည်၎င်း၏ပစ္စည်းထက်၎င်း၏ဂုဏ်တခါအတွက်ပိုမိုတန်ဖိုးရှိသည်နံပါတ်3 FIFA Club World Cup စုဖလားခမန်တန်ဖိုးဒေါ်လာ3,000ခတ်အဖိုးတန်တတူးများစွာပေါင်းဆက်ထားသောကြော်ရင်းသောခွဲစီဆုံးရှိသောခေတ်မီစုဖလားနံပါတ်2 FIFA World Cup စုဖလားခမန်တန်ဖိုးဒေါ်လာ20တန်ခတ်အဆိုင်ခံစစ်ရှိပကားရဲ့ရွှေဖြင်းပြုလုပ်ထားပြီး 6.1 ကီလိုဂရမ်ခန့်အလေးချိန်ရှိသော၎င်းသည်ဖန်တီးခဲ့သမျှတွင်အထင်ကရနှင့်အဖိုးတန်ဆုံးစုဖလားများအမှတစ်ခုအဖြစ်ရှိနေစေသည်တင်း၏အမြင်တွင်မေဒီစုဖလားသည်နံပါတ်1နေရာနှင့်အမှန်တကယ်ထိုက်တန်သည်မှတ်ချက်တွင်ရေးပါ